ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့အမေရိကန်ကအီရန်ကိုစီးရဲရတိုက်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းတစ်ပုဒ်ကိုအသေးစိတ်ဆွေးနွေးကြည့်ကြမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါ ဒီအချက်လက်တွေကတော့သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ Truth Social post ကိုအခြေခံပြီးတော့ Fox News ကဖော်ပြခဲ့တဲ့သတင်းရင်းမြစ်ကနေလာတာပါကျွန်တော်တို့ဒီသတင်းရင်းမြစ်တစ်ခုထဲမှာပါတဲ့အဓိကအချက်လက်တွေကိုပဲတွန်းပတ်ကြည့်ဖို့ရည်ရွယ်ပါတယ် ဟုတ်ပါတယ်ဒီသတင်းရင်းမြစ်အရာဆိုရင်လေဒီလိုတိုက်ခိုက်မှုလုပ်တယ်လို့ဆိုရတဲ့အကြောင်းရင်းကအီရန်ရဲ့ nuclear အစီအစဉ်နဲ့ပတ်သက်တဲ့ဆွေးနွေးဝယ်တွေပေါ့အဲ့ဒါတွေမအောင်မြင်လို့ဆိုပြီးဖော်ပြထားတယ် ဆွေးနွေးမအောင်မြင်လို့ ဟုတ်ကဲ့အီရန်ဘက်က uranium ကျွဲပအောင်လုပ်တဲ့ကိစ္စအဲ့ဒါကိုရပ်တောင်းဖို့သဘောတူညီမှုမရခဲ့ဘူးလို့ဆိုပါတယ် အဲ့ဒီ uranium ကျွဲဝအောင်လုပ်တဲ့ဆိုတာက nuclear လက်နက်တလွှာနိုင်တဲ့အစစ်မြင့်လောင်စာထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကိုပြောတာဟုတ်တယ်မလား ဟုတ်ပါတယ်အဲ့ဒီလုပ်ငန်းစဉ်မှာပဲ ကောင်းပြီကဲဒါဆိုသမ္မတထရန့်ရဲ့ကြေညာချက်အတိအကျကိုကြည့်အောင် Fox News သတင်းမှာတော့သူကအီရန်နိုင်ငံထဲက nuclear စခန်း3ခု ဟုတ်ကဲ့တုံးခု အဲ့လာတွေကိုအောင်မြင်စွာတိုက်ခိုက်ပြီးပြီလို့အခိုင်အမာပြောခဲ့တယ်ဆိုပါတယ် လင်းရင်လည်းဖေးကင်းစွာပြန်ထွက်လာနိုင်ခဲ့ပြီးတော့အဓိကပြစ်မှတ်ကိုဘုံအပြည့်ဝသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုတယ် ဟုတ်ကဲ့တည်င်းထဲမှာတော့အဲ့လာ B2 ဘုံကျဲလေရင်တွေဖြစ်နိုင်တယ်လို့ခန့်မှန်းချက်လဲပါသေးတယ်နော် B2 တွေဖြစ်လိုက်လဲဆိုပြီးတော့သူကတခြားပဲစစ်တမဒီလိုလုံနိုင်မှာမဟုတ်ဘူးလို့လည်းပြောသေးတယ် ဟုတ်ပါတယ် သူရဲ့ကြီးညာချက်ဆုံးတတ်မှကြတော့အခုချိန်ဟာငင်းချမ်းကြီးအတွက်ချိန်ခွာဖြစ်တယ်ဆိုတဲ့စကားနဲ့အဆုံးသတ်ထားတယ်လို့သတင်းမှာဖော်ပြတယ်ပေါ့ ဒီအဆိုပြုချက်ထဲမှာလေအထူးသဖြင့်စိတ်ဝင်စားတဲ့အကောင်းတာကပြစ်မှတ်ထားတယ်လို့ဆိုတဲ့နေရလေပါ ဟုတ်ကဲ့ တည်င်းရင်းကပြောတာကပြစ်မှတ်တစ်ခုကကြောက်တောင်အောင်မိုင်းဝဲလောက်မှရှိတဲ့အလွန်ခိုင်ခန့်တဲ့အဆောက်အုံမျိုးထိတယ်တဲ့ မိုင်ဝက်တောင်နော် ဟာယူရေနီယမ်ကျွဲဝအောင်လုံးဖို့နဲ့တိုးလောင်ဖို့အရေးပါတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုနေရာမျိုးကိုတိုက်ခိုက်ဖို့ဆိုတာကအရင်ကတည်းကကျွမ်းကျင်သူတွေတုံးတက်ခါတာကအင်မတန်ခက်ခဲတယ်ဆိုပြီးတော့လေ ဟုတ်ပါတော်တော်ခက်ခဲမဲ့ကိစ္စပဲ နောက်ထပ်သတိပူစရာတစ်ခုကဒီတိုက်ခိုက်မှုဟာအမေရိကန်ကအီရန်နိုင်ငံတွင်ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့သတင်းမှာဖော်ပြထားတာပဲ ဒါလည်းအရေးကြီးတဲ့ချက်ပဲ ဟုတ်ကဲ့ပြီးတော့အရင်ကဆုံးဖြတ်ချက်အတွက်နှစ်ပတ်လအချိန်ယူမယ်လို့ပြောခဲ့ပေမဲ့အခုနေ့အတွင်းမှာပဲတိုက်ခိုက်မှုဖြစ်လာတဲ့ဆိုတဲ့အချက်ကလည်းနည်းနည်းထူးခြားတယ်ပြောရမယ် ဟုတ်ပါပြီအဲ့ဒီမြေအောင်နက်နက်ကခိုင်ခန့်တဲ့စကန်းကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ဆိုကတကယ်ပဲအရေးပါတဲ့အချက်ဖြစ်နေတာပေါ့ဒီအဖြစ်ပြည့်ရဲ့နောက်ခံအခြေအနေကိုလည်းတရင်ရင်းမြစ်ကဖော်ပြထားသေးတယ်နော် မှန်ပါတယ်ဒီအမေရိကန်ရဲ့တိုက်ခိုက်မှုလို့ဆိုတဲ့အဖြစ်အပျက်ကလည်းအစ္စရေးနဲ့အီရန်ကြားမှာနှစ်ပတ်လောက်အပြန်အလှန်တင်းမာမှုလေးတော်တော်မြင့်တက်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့ Fox News သတင်းမှာထောက်ပြထားပါတယ် ။အစ္စရေးနဲ့အီရန်တင်းမာမှုလေးရှိနေခြင်းပေါ့ ဟုတ်ကဲ့ဒါအပြင်လေဒီစစ်စင်ရေးလို့ဆိုရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ American ကာကွယ်ရေးဝန်ကြီးဌာနပင်တဂွန်ပေါ့နော် ။ဟုတ်ကဲ့ပင်တဂွန် ပင်တဂွန်နဲ့အိမ်ယူတော်တို့စီကနောက်ထပ်အသေးစိတ်အချက်လက်တွေထွက်လာဖို့စောင့်ဆိုင်းရအောင်မယ်လို့လေတတဲမှာဖော်ပြထားတာကိုသတိပြုရမှာပဲ ။ဆိုတော့အခုကတရားဝင်အတည်ပြုချက်အပြည့်အစုံတော့မဟုတ်သေးဘူးပေါ့ ဟုတ်ပါတယ်ဆိုလိုတာကအခုကျွန်တော်တို့ဆွေးနွေးနေတဲ့အချက်လက်အားလုံးဟာသမ္မတထရန့်ရဲ့ကြီးညာချက်ကိုအခြေခံထားတဲ့သတင်းတစ်ခုတည်းလာတာဖြစ်ပြီးတော့အစိုးရရဲ့တရားဝင်အတည်ပြုချက်အပြည့်အစုံမဟုတ်သေးဘူးဆိုတာပါပဲ ။ကဲဒါဆိုရင်ဒီ Fox News သတင်းရင်းမြစ်တစ်ခုတည်းကနေရရှိတဲ့အဓိကအဆိုပြုချက်တွေကိုပြန်ချုပ်ကြည့်ကြရအောင် ဟုတ်ကဲ့ ။ဟုတ်ကဲ့သမ္မတထရန့်ကသူ့ရဲ့ Truth Social ကနေပြီးတော့ American ကအီရန်ကိုတိုက်ခိုက်ခဲ့ကြောင်းအခိုင်အမာကြေညာခဲ့တယ် ဟုတ်ပါတယ် ဒီတော့လုံရတာကလည်းဆွေးနွေးပွဲတွေမအောင်မြင်တာကြောင့်လို့သူကဆိုတယ် ပြီးတော့ nuclear စခန်း3ခုကိုပြမထားခဲ့ပြီးတိုက်ခိုက်ရေးလင်းတွေပေးခင်းစွာပြန်လာနိုင်ခဲ့တယ်လို့ပြောခဲ့တယ်ပေါ့ ဟုတ်ကဲ့ဒါတွေကအဓိကအချက်ကြီးပေါ့ ဟုတ်ပါပြီ အဆုံးသတ်အနေနဲ့စဉ်းစားစရာတစ်ခုထပ်ပြောချင်တာကတော့လေကျွန်တော်တို့အခုဆွေးနွေးခဲ့တဲ့အချက်လက်အားလုံးဟာသမ္မတဟောင်းထရမ့်ရဲ့ကြီးညာချက်ကိုအခြေခံထားတဲ့ Fox News သတင်းတပုတ်တွေကနေလာတဲ့ဆိုတဲ့အချက်ကိုအထူးသတိပြုဖို့လိုပါတယ် ဟုတ်ကဲ့အဲ့ဒါအရေးကြီးပါတယ် တလင်းထဲမှာအစ္စရေးနဲ့ဆက်ဆက်မှုတွေကိုဖော်ပြထားသလိုပင်တဂွန်နဲ့အိမ်ဖြူရဲ့တရားဝင်အတည်ပြုချက်တွေကိုစောင့်ဆိုင်နေရဆဲဖြစ်ကြလို့လည်းဆိုထားတယ်လေ ဟုတ်ပါတယ် ဆိုတော့ဒါကဒီအခြေအနေကအတည်ပြုချက်တွေလိုအပ်နေပြီးတော့အတော်လေးရှုံထွေးနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေရှိလာနိုင်တဲ့အလားအလာကိုမြင့်ပြနေတယ်ပါတယ် ဟုတ်ကဲ့တိချတာပေါ့ ဒါကြောင့်ဒီသတင်းချက်လက်ကိုလက်ခံစဉ်းစားတဲ့အခါမှာသူ့ရဲ့မူလရည်မှန်းပြီးတော့အတည်ပြုချက်လိုအပ်နေတဲ့အချင်းနီဒါတွေကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်လို့ပြောချင်ပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့ဆွေးနွေးမှုကတော့ဒီလောက်ပါပဲနောက်ထပ်အချက်လက်တွေထွက်လာမှာပဲဆက်ပြီးလေ့လာကြတာပေါ့ ဟုတ်ကဲ့